ဟုတ်ပါပြီခုဆိုရင်တော့ကျောင်းဝင်းနဲ့ဖြစ်စီရောကျောင်းဝင်းသူကြောက်ပါပါတယ်ကျောင်းဝင်းနဲ့ဖြစ်စီရောအင်္ဂလိပ်ရှင်လေးခုနေပါလေ မဲ့ရင်တော့စားကောင်းတယ်လေသူများတွေစားတယ်ချုံမှုနဲ့စားနေ ဟာမှာဟုတ်ပါပြီမှာစူးစမ်းနေပါတယ်တော်တော်စူးစမ်းနေရသေးတာစားတော့တို့လည်းမစူးစမ်းဘူးနှစ်ယောက်သား မိကြည့်ညစ်ပတ်နေ ရေပါရင်စိတ်ဟုတ်ပြီ ဟုတ်ရင်တော့ ဟုတ်ပြီကွာအဲ့ဒါမှတက်ကလေးကျောင်းသူပြီးသားမှာတက်ကလေးကျောင်းသူဆိုတာလည်းတမျိုးမဟုတ်တော့မျိုးမွေနေမှာ ခဏကောပါနေ စားလွင်အကုန်ရတာတက်ကလေးကျောင်းသူတွေပါ ဟာလိုက်စေးဒီအဲ့ဒီပြန်မကိုင်းဘူးရှိ ရှင်ရဲ့အသေးတုံပလဲတုံလေးကမှာသူ့ရဲ့ကြိုးစားမှုကောင်းခဲ့ပေါ့နော်တို့တော်ကြဟုံးဆောက်ရောက်မှထင်တယ်ဟာလဲကျောင်းသားရေးရ ဘာရတာမှမလဲ ငါရလဲနေလက်ညိုးလေးနဲ့ပဲတူတာဝို့ ဖမ်းတယ် ထင်းနေစီ သိမ်းမလို့လားမသိ မဖက်လေးလို့ထင်တယ် ဖီး ဟုတ်ပါပြီခုဆိုတော့အရလာမတွေ့လို့ရှိရတယ်မမိပါပါဘူးခုဆိုရင်တော့ဟိုမှာ ဒီနေ့ဒီ ဟိုမှာမိပါပြီအဲ့နှစ်ယောက်မိသွားပါတယ်လို့ဒါသူမဟုတ်တယ်လို့ပဲပေါ့နော်အမေတောင်ကြီးမြောင်ကြီးအမေချောင်းနေတယ်ပေါ့ဒါမသိလို့ရှိရင် ရှာထုံးတယ် တောင်လုံးလိုမြောင်းလိုနဲ့သူမသိပြောင်ဆောင်ရွက်ပြန်လျှောက်သွားပါ ਈ လို့ ဒီပြီးနဲ့ဒီ ဟုတ်ပါတယ်ခင်ဗျာခုကျတော့ဒီဘက်မြင်နေလဲ မမက်ဒီ ဒီဘက်